မင်္ဂလာပါဒီနေ့နေ့စီခရီးထပ်ပြီးတော့တကယ်ချင်းနဲ့ခရီးထပ်မှာဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ထားပေးကြပါအောင်ရှင်နီနီနာနာနဲ့ဟိုနားလေးကနေမြင်သွားတယ်ပေါ့နော်သူ ID နေ့စီအပိုင်းနဲ့မှာပြီးမယ်ပေါ့နော် ID လေးရတော့နောက်တစ်ပိုင်းမှာယူပါရှင် ID လေးရတော့ဒီလိုကျမဟောကမအောင်မှာပေါ့နော်ကမအောင်မှာမန်းခဲလို့ရပါ ID လို့မန်းခဲလိုက်ကျမအမှပေးပါရပဲရှင်ပုံမှာတော့မမှတ်တော့ပါဘူးပေါ့နော်ကျမတို့ရဲ့ပြီးတော့ကျမမောင်လေးတို့ရဲ့တို့တကယ်ရှင်ရဲ့ကျမတို့ရဲ့ခရီးထွက်တယ်ပေါ့နော်ရဖို့ကောင်းပါရဲ့ရှင်အခရီးကတော့ဘယ်နှစ်ရက်နေမှာလဲဆိုတော့9ရက်လောက်ပေါ့နော်9ရက်6ရက်လောက်ပေါ့အဲ့လိုဖြစ်နေမလို့ဆုံးဖြတ်ထားပါတယ်ရှင်ဒါရဲ့နဲ့တော့မယ်ပေါ့နော်မကလမ်းမလာပြီရှင်လမ်းမလာပြီsorry ပါရှင်ကျွန်တော်ကလောင်းနေလို့ sorryကျမတို့လည်းတကယ်ပဲနော်လမ်းခေးရအစီမပြိုက်ကြတယ်လမ်းနေရာမှာနေတည်တယ်အေးထက်မှာကျမတရားနေသွားလိမ့်မယ်ပေါ့နော်ခဏလေးဆိုအရန်ဝေးလို့ပေါ့နော်ပြီးကျမမောင်လေးတွေဒီလမ်းနေပဲလာမှာပေါ့နော်ဒီလမ်းနဲ့နီးတယ်လို့တိတ်လည်းမဝေးဘူးအရန်လည်းမိုက်ပြီနော်ကျမကားလေးပြရတော့မှမရှင်ကျမကားပြရပါပဲပြလိုက်ပါတော့မယ်ဒီမှာလို့လည်းအနောက်မှာပက်ပြမယ်ပေါ့နော်ဟေးတပ်အဲ့လို view ရိုက်မယ်နဲ့အခုမှရိုက်ပြီးတော့ခုမှရိုက်ပြီးတော့ပါ